သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်တပေါင်းလာပြီးကျော်1ရက်2014ခုနှစ်မတ်လ16ရက်မန္တလေးတိုင်းဒေသကြီးအောင်မြေသာဆံမြို့နယ်မဟာဇေယဘုံရမဟာဝိသုဒ္ဓရာမတိုက်ယမီတင်ကျောင်းယရနာပိဋကတယမေစရီကျောင်းဆောင်ရေဆက်ချလူတော်မင်္ဂလာအထိမ်းအမှတ်ဖြင့်ဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌ယရဏပိဋကတယမေစရီကျောင်းဆောင်စေရနာရှင်တရားဓမ္မကျောင်းတရားကျောင်းအမများစုပေါင်း၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဗုဒ္ဓဟုဝန်ခံခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညတပတ်သဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံအရေးအတွက်တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏိကတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဗုဒ္ဓဟုဝန်ခံခြင်းအလုံးသိကြတဲ့အတိုင်းဗုဒ္ဓမြတ်စွာဘုရားမြန်မာလူမျိုးတွေကိုးကွယ်ကြတယ်ဘုရားသိတ္တထမင်းသားဘုရားလောင်းတော်ဟာတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့နောက်ဆုံးသမ္မာသမ္ဗုဒ္ဓလို့ဗုဒ္ဓဆိုတဲ့ဘုရားဖြစ်သူရောက်တယ်လို့ဘုရားဘာသာဝင်တွေကတော့အလွယ်တကူဘုရားဖြစ်သွားပြီဆိုတာကိုစောရကမတက်ဖက်နဲ့အလွယ်တကူလက်ခံကြတချို့တလေကြတော့ဘာသာကြားတွေကသိတ္တမင်းသားဘုရားဖြစ်သွားပြီလို့ဆိုတာဘယ်သူကသတ်မှတ်ပေးတာလဲသူ့ဘာသူပဲသိသလားဘုရားဆိုတဲ့အရည်ချင်းတွေကိုဘယ်ပုဂ္ဂိုလ်ကနေကြွတင်သတ်မှတ်ပေးထားသလဲအဲ့ဒီရည်ချင်းနေပြည့်ရင်ဘုရားဖြစ်တယ်လို့ဘယ်သူကပြောတယ်လဲဆိုတဲ့
အတွေးတော်တွေနဲ့မိခွန်းတွေမေးလာတတ်တယ်ပေါ့အဲ့ဒီမိခွန်းမျိုးတွေကိုဘုန်းကြီးတို့တွေမိခွန်းရှိလာလို့ရှိရင်ဖြေဆိုရတာဖြစ်တယ်ဖြေဆိုတယ်ဆိုတဲ့နေရာမှာတချို့မိခွန်းကတတိချဖြေဆိုရတဲ့မိခွန်းရှိတယ်တချို့မိခွန်းကခွဲခြားပြီးတော့ဖြေဆိုရတာရှိတယ်တချို့မိခွန်းကပြန်လာမိခွန်းထုတ်ပြီးတော့မှဖြေဆိုရတာရှိတယ်တချို့မိခွန်းကြတော့မဖြေပဲထားခြင်းဖြင့်တုံ့ပြန်တာလည်းရှိတယ်လို့ဒီလိုမိခွန်းရဲ့အဖြေတွေကရှိလာတယ်မိခွန်းဆိုတာလူမျိုးမျိုးကနတ်မျိုးမျိုးကမိမိတို့ရဲ့စိတ်ဆန္ဒအားလျော်စွာမေးကြစမြဲပဲပေါ့ဖြေဆိုလို့ရေးမေးတာလည်းရှိတယ်မသိလို့မေးတာလည်းရှိတယ်သိပြီးသားကိုအများရဲ့ထင်မြင်ခြင်းနဲ့တိုက်ဆိုင်ကြည့်ကြလို့မေးတာမျိုးလည်းရှိတယ်တပတ်သားရဲ့အသိအမြင်ခံယူချက်ကိုသိလို့၍မေးတာလည်းရှိတယ်တန်တရားရှိနေလို့တန်တရားကင်းအောင်မေးတဲ့မိခွန်းမျိုးလည်းရှိတယ်ပေါ့မိခွန်းဆိုတာအမျိုးမျိုးပဲမြန်မာစကားမှာတော့အမေးနွားကြောင့်သာအဖြေဖျားလောင်းဆိုပြီးအမေးနွားကြောင့်အဖြေဖျားလောင်းတချို့ကလည်းအမေးကျွဲကြောင့်အဖြေဖျားလောင်းဆိုတဲ့ဗမာစကားမှာဆိုထားတာရှိဆိုလိုတာကတော့မိခွန်းမေးတယ်ဆိုတာကျွဲကြောင့်သာနွားကြောင့်သာအဆင်းကလည်းမိခွန်းမေးမှာပဲဖြေဆိုနိုင်တဲ့ပုဂ္ဂိုလ်ကတော့အနည်းဆုံးဖရာအလောင်းအရေးချင်းရှိမှဖြေလို့ရသူတို့ဆိုတာပေါ့အဲ့တော့ဒီနေရာမှာမေးတဲ့ပုဂ္ဂိုလ်တွေကစင်တမ်းမြင့်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်စင်တမ်းမမီတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်စင်နှိမ့်တဲ့ပုဂ္ဂိုလ်တွေကကြည့်မေးတာတော့မဟုတ်ဘူးပေါ့သို့တော်ရေပုံရအပြင်ကတော့မသိလို့မေးတဲ့မေးခွန်းမျိုးတန်တရားရှိနေလို့တန်တရားကိုပယ်ရှားဖို့မေးတဲ့မေးခွန်းမျိုးတွေကြတော့မိမိတဲ့တစ်စက်နှိမ့်တဲ့ပုဂ္ဂိုလ်တွေကမေးတဲ့မေးခွန်းတွေလို့ဒီလိုပြောမသိလို့မေးတဲ့မေးခွန်းလည်းရှိတယ်မန္တတမောမှုဟတာလို့ဆိုတဲ့အတိုင်းမိမိအသိပညာရဲ့နှုံနေမှုတွေ့ဝေမှုကြောင့်မင်္ဂနဲ့အဖြစ်ကိုယ်တိုင်မစင်စားနိုင်မဲနဲ့မေးတာမျိုးလည်းရှိတယ်ပေါ့မေးဖို့မေးနေရတော့မျိုးမျိုးမြန်မာနိုင်ငံရောက်လာတဲ့နိုင်ငံသားအချို့ကစဉ်းစားပြီးတော့ဒီမေးခွန်းကိုမေးလို့ရှိတယ်ဆိုတာဘုန်းကြီးတို့သိထားရတယ်ဂေါတမဗုဒ္ဓကသူဗုဒ္ဓဖြစ်ပြီဆိုတာဘယ်သူကသတ်မှတ်ပေးတယ်လဲသူကသူသိတာလားဗုဒ္ဓဖြစ်ဖို့အတိုင်းအတာတွေကဘာတွေရှိတယ်လဲဒီလိုမိဂုံမျိုးတက်လာတဲ့အခါဘုန်းကြီးတို့စာပေကျမ်းဂန်နဲ့မလွတ်အောင်ဖြေတိုင်းစရာတွေရှိသလားလို့ဆိုရှိပါတယ်ဗုဒ္ဓလို့ဝန်ခံတာဆိုတာမြတ်စွာဘုရားဟာသူတစ်ပါးကနေပြီးတော့ဘုရားလို့သတ်မှတ်ပေးတာမျိုးလည်းမဟုတ်ဘူးမိမိကိုယ်တိုင်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းတွေဘာတွေရှိတယ်ဆိုတာပေရာကျမ်းကနေမှလာတာလည်းရှိတယ်ထူးခြားတဲ့အသည့်ကြောင့်ရှေးတော်ဘုရားရှင်ကိုရောမြတ်တွေရဲ့အည်သွေးတွေကိုသိရှိလာတာကြောင့်အဲ့ဒီရည်သွေးတွေနဲ့ကိုင်းညီပြီးဒီအဆင့်မျိုးရောက်ရင်ဗုဒ္ဓလို့ဒီလိုသတ်မှတ်တာမျိုးဒီလိုလဲရှိတယ်ဆိုတာဟာဓမ္မထင်ရှားတယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကသူ့ကိုယ်သူဗုဒ္ဓလို့ထုတ်ဖို့ပြောဆိုသလားလို့ဆိုထုတ်ဖို့ပြောဆိုတယ်မြတ်စွာဘုရားဗုဒ္ဓဆိုတဲ့စကားလုံးမှာတိသူလို့လည်းအဓိပ္ပာယ်ရတိသူ
နိုဝါဒီလိုအဓိပ္ပာယ်ပြန်ရသိတဲ့ပုဂ္ဂိုလ်ဘာကိုသိတာတုံးဆိုရင်အမှန်တရားကိုသိတယ်အမှန်တရားဆိုတဲ့နေရာမှာသူကပြောလေအမှန်တရားကိုကပြောလေအမှန်တရားအဲ့ဒါလို့သူပြောကိုပြောအမှန်တရားမဟုတ်ဘူးအရိယသစ္စာလို့ဆိုတဲ့အရိယဖြစ်ကိုပို့ဆောင်ပေးနိုင်တဲ့အမှန်တရားသစ္စာ၄ချက်ဆိုတဲ့အမှန်တရားဘုရားဖြစ်သူရောက်စေနိုင်တဲ့သစ္စာ၄ချက်အမှန်တရားအဲ့ဒီအရိယသစ္စာလို့ဆိုတဲ့သာဝရမှန်ကန်နေတဲ့အလွဲမှားမရှိတဲ့သစ္စာ၄ပါးကိုသိတာဗုဒ္ဓလို့နောက်တနည်းကတော့အဝိက္ခဆိုတဲ့အဓိပ္ပာယ်နဲ့ဗုဒ္ဓဆိုတာပထမဆုံးအိပ်ပျော်ခြင်းမှနိုးထလာသူလို့အဓိပ္ပာယ်ရတတ္တလောကကြီးတစ်ခုလုံးဟာအဝိဇ္ဇာအမှောင်အောက်ရောက်ပြီးတော့အဝိဇ္ဇာအမှောင်နဲ့အမှန်မသိလို့အိမ်မောကြနေတယ်လို့ဆိုလို့ရတယ်အိမ်မောကြနေတယ်အမှန်တရားကိုဘယ်သူမှမစဉ်းစားနိုင်ဘူးအမှန်တရားကိုဘယ်သူမှမထုတ်ဖော်နိုင်ဘူးအလုံးဟာအိမ်မောကြနေတယ်အဲ့ဒီအိမ်မောကြနေတဲ့တတ္တလောကထဲမှာပထမဆုံးနိုးထလာတာဗုဒ္ဓပဲသစ္စာလေးပါးကိုသိပြီးနိုးထမြတ်စွာဘုရားကသူ့ကိုယ်သူဥပမာပေးတဲ့အခါကျတော့ကျုပ်တွေ8လုံး10လုံး12လုံးရှိတယ်ထင်မယ်တဲ့ကျမကြီးကဝတ်လို့အချိန်တန်လို့အဲ့ဒီထဲကကျုပ်လေးတစ်လုံးဟာရှေးဥစွာပေါက်လာအဲ့ဒီလိုပေါက်လာတဲ့အခါအလင်းရောင်ကိုရှေးဥစွာတွေ့ပြီးကျုပ်ခုနှစ်ကနေပြီးပထမဆုံးထွက်လာနိုင်တဲ့ချက်ကလေးကိုကျက်တွေထဲမှာအကြီးဆုံးလို့ပြောရတယ်လို့ပဲတတ္တလောကကြီးတစ်ခုလုံးဟာအဝိဇ္ဇာတည်းဟူသောဥက္ကုံထဲမှာရောက်ပြီးအမောင်ထဲမှာနေကြတယ်အဲ့ဒီထဲမှာအဝိဇ္ဇာဆိုတဲ့ဥက္ကုံကိုဖောက်ထွက်ပြီးတော့အမှန်တရားကိုသိပြီးလောကကြီးမှာပထမဆုံးနိုးထလာတာဟာမြတ်စွာဘုရားပဲအသိဉာဏ်အဖြစ်နိုးထလာတာဖြစ်သောကြောင့်မြတ်စွာဘုရားကလောကမှာအကြီးဆုံးလို့အရွယ်အချင်းလည်းအကြီးဆုံးဂုဏ်အချင်းလည်းအမြင့်မြတ်ဆုံးဆိုပြီးတော့ဝိရိယပုံနာကြီးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်သူဟာလောကမှာအကြီးဆုံးဖြစ်တဲ့အကြောင်းကိုရှင်းပြဒီဥပမာနဲ့ရှင်းပြအဲ့တော့ဗုဒ္ဓဆိုတဲ့အဓိပ္ပာယ်စကားလုံးဟာအသိဉာဏ်အားဖြင့်သစ္စာလေးပါးကိုမှန်ကန်သိသူလို့အဓိပ္ပာယ်တစ်ခုရသလိုမောဟတည်းဟူသောအိပ်ပျော်ခြင်းမှပထမဆုံးနိုးထလာသူလို့ဆိုတဲ့ဒီအဓိပ္ပာယ်အားဖြင့်လဲမှတ်သားကြရတယ်အဲ့တော့ဗုဒ္ဓဆိုတာဟာမြတ်စွာဘုရားကိုမိခေါ်ထားတဲ့ခုနမှန်ကန်တဲ့အနုထတကယ်စကလုံးနဲ့အနတ္တိပဲနဲ့လုံးဝကိုင်းညီတဲ့ခုနနာအနုထနာမျိုးအမည်နာမဖြစ်တယ်ပေါ့ဘုရားဆိုတာအမေကပေးတဲ့နာမည်လည်းမဟုတ်ဘူးအဖေကမှဲ့တဲ့နာမည်လည်းမဟုတ်ဘူးတခြားပုဂ္ဂိုလ်တွေကမှဲ့တဲ့နာမည်လည်းမဟုတ်ဘူးမိမိကိုယ်တိုင်သစ္စာလေးရအမြတ်ဆုံးတရားကိုရှုစွာသိလို့ဗုဒ္ဓမောဟတည်းဟူသောအိပ်ပျော်ခြင်းမှပထမဆုံးနိုးထလာတာဖြစ်သောကြောင့်ဗုဒ္ဓဆိုရင်အမည်နာမအည်ချင်းကြောင့်ရလာတဲ့အမည်နာမဘယ်သူတူတယောက်ကမှနာမည်ပေးထားတာမဟုတ်ဘူးတဲ့အည်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့နန္တရားအမည်နာမလို့ဒီလိုဆိုတာပေါ့နော်ဗုဒ္ဓဆိုတာကိုအမည်နာမလို့ဒီလိုဆိုတာကိုထောက်ထားတဲ့ပြီးတော့အမည်နာမကိုရည်ညွှန်းပြီးတော့ဗုဒ္ဓလို့ပြောတာရှိတယ်ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးတော့ဗုဒ္ဓလို့ပြောတာရှိတယ်မြန်မာစာပေမှာတော့မထူဘူးအင်္ဂလိပ်လိုရေးတဲ့အခါမှာ2မျိုးဖြစ်နေတယ်ပုဂ္ဂိုလ်ကိုရည်ညွှန်းလို့ရှိရင်ဗုဒ္ဓဆိုတဲ့စကားလုံးကိုဒီတိုင်းပဲသုံးတယ်ပေါ့
သို့တော့အမည်နာမဂုဏ်တုဝိသေသကိုရည်ညွှန်းတယ်ဆိုလို့ရှိရင်ရှေ့က article ထည့်ပြီးတော့သဗုဒ္ဓလို့သုံးနေရှိတယ်ပေါ့ဒါလည်းမှတ်စရာသဗုဒ္ဓနဲ့ဗုဒ္ဓစာအုပ်တွေမှာအဲ့ဒါလို့ရေးသားထားလေးရှိတယ်ဗုဒ္ဓလို့သုံးလို့ရှိရင်ပုဂ္ဂိုလ်ရည်ညွှန်းတယ်သဗုဒ္ဓလို့သုံးလို့ရှိရင်ဂုဏ်တုဝိသေသအမည်နာမအဖွဲ့ထူးကိုရည်ညွှန်းပြီးတော့သုံးတယ်လို့ဒီလိုမှတ်သားပေါ့အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကိုကသူကိုယ်သူဗုဒ္ဓဘာလို့ဘယ်သူကိုပြောခဲ့တယ်လဲလို့ဆိုလို့ရှိရင်ဒေါနပုံနာကြီးနဲ့တွေ့တော့ပြောခဲ့တာဖြစ်တယ်ဒေါနပုံနာဆိုတာကြားဘူးကြလိမ့်မယ်မြတ်စွာဘုရားတက်တော်80အရွယ်ရှိတဲ့အခါပြိဋိဘံဆံလို့တတ်တော်တွေကျွမ်းကျင်တယ်ရှစ်ပြည်တော်မင်းတွေဟာစစ်ခင်းကြတော့မဲ့အရေးမှာငြိမ်းချမ်းရေးစကားကိုပြောပြီးတော့စစ်ပြေငြိမ်းအောင်လုပ်ပြီးတတ်တော်တွေကိုဝေပေးခဲ့တဲ့ပုံနာကြီးပေါ့ဗုဒ္ဓဘာသာဖြစ်တယ်ဗုဒ္ဓဘာသာမဖြစ်ခင်ကမြတ်စွာဘုရားပြိဋိဘံမဆံခင်အဲ့ဒီပုံနာကြီးနဲ့မြတ်စွာဘုရားဆုံစည်းခဲ့တဲ့အချိန်မှာမြတ်စွာဘုရားဥပမာနဲ့ပြောခဲ့တယ်လောကမှာတဲ့ဂျာမျိုးစုံရှိဂျာပဲနေဂျာညိုတို့ပရုံမာဂျာတို့ပုံဒိတ်ဂျာတို့လို့ဆိုတယ်ဂျာမျိုးတွေဟာရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ဂျာပွေကြီးတွေဟာရေထဲဂျာပဲနေကရေထဲမှာပေါက်ပြီးတော့ရေထဲမှာကြီးထွားလာကြဂျာပွေကြီးတွေဟာရေမျက်နှာဖြင်းပေါ်မြင့်တက်လာပြီးတော့ရေနဲ့လူလိန်ခြင်းရေနဲ့ပေချမ်းခြင်းမရှိပဲနဲ့ရေမျက်နှာကိုတစားဆင်ပြီးတော့လှလှပပရေကန်ကိုတန်းစာဆင်ပြီးတော့ဂျာပွေကြီးတွေဟာလှလှပပရှိနေတယ်ဒီနေရာမှာမြတ်စွာဘုရားဆိုလိုတာကြာဆိုတာရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်သို့တော့ရေထဲပေါက်ရေထဲကြီးတော့လဲကြာရွက်တို့ကြာပွဲဘတ်တို့မှာဘယ်တော့မှရေမလူဘူးဆိုတာအလုံးသိကြရေနဲ့လိမ့်ကြံနေတာမရှိဘူးရေဆိုးနေတာမရှိဘူးအမြဲတမ်းရေဟာကြာဘက်ပေါ်ကျလိမ့်ဆင်းသွားတာရေမစိုးဘူးလို့ပြောအောင်ညစ်ကပ်နေတာမရှိဘူးရေတွေကစက္ကူကိုရေထိလို့ရှိရင်စက္ကူဟာစိုးပြီးတော့ရေတွေစုပ်ဝင်နေတယ်လို့ဒီလိုမဖြစ်ဘူးကြာရွက်တွေကြာပွဲပတ်တွေဆိုတာရေနဲ့ထိတော့လဲရေဟာလိမ့်ဆင်ပြီးတော့သွားတယ်ရေနဲ့လိမ့်ချန်ခြင်းညစ်ပေခြင်းဆိုတာမရှိဘူးတဲ့အဲ့ဒီတိုင်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကမှာမွေးဖွားတယ်လောကထဲမှာကြီးပြင်းလာတယ်သို့တော့လောကကိုခုံအားဖြင့်လွှမ်းမိုးပြီးတော့လောကနဲ့တန်ရစဉ်တွေ့တာမှုတွေမုန်းတီးမှုတွေဆိုတဲ့အငြိအကျေးတွေနဲ့လိမ့်ချန်ခြင်းမရှိဘဲနဲ့လောကအထက်မှာလောကနဲ့ပတ်သက်မှုမရှိပဲတာယောဇဉ်တို့ဒေါသတို့ပဋိကတာယောဇဉ်တို့ကာမရာဂတာယောဇဉ်တို့ဆိုတဲ့တာယောဇဉ်တွေနဲ့ပတ်သက်ခြင်းမရှိပဲချစ်ချင်းမုန်းခြင်းတွေနဲ့ပတ်သက်မှုမရှိပဲလွတ်လွတ်လပ်လပ်လောကမှာတန့်စင်မော်မြတ်တဲ့ပုဂ္ဂိုလ်အဖြစ်ယက်တည်တယ်ဒါကြောင့်မို့လို့ဗုဒ္ဓောတိမံပြမနဓာရေဟိငါ့ကိုဗုဒ္ဓလို့ပဲမှတ်ပါလို့ဒေါနပုံနာကြီးကိုမြတ်စွာဘုရားဒီစကားပြောခဲ့တာရှိတယ်။ဂျာနဲ့ဥပမာပေးပြီးတော့ပြောတယ်။ဒါကြောင့်မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တယ်။ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုပြီးတော့ဗုဒ္ဓကိုကိုးကွယ်ကြတယ်ဗုဒ္ဓဘာသာ။အဲ့တော့ဒီလိုဗုဒ္ဓလို့ဆိုတဲ့
အတိုင်းတာတစ်ခုဗုဒ္ဓလို့အတိမတ်ပြုတာဟာဘယ်သူကအတိမတ်ပြုတာလဲသူကိုယ်သူပဲတတ်မှတ်ထားလားသူကိုယ်သူငါဗုဒ္ဓဖြစ်ပြီလို့ဘုရားကိုယ်တိုင်ကသိတာလားလို့ဘုရားကိုယ်တိုင်ကသိတာတရားဓမ္မဆိုတော့ဘေးကလူကတတ်မှတ်ပေးရတဲ့အရာမျိုးမဟုတ်ဘူးအတိညာပိုင်ရှင်တွေဟာမိမိမှာဘယ်လိုရည်ချင်းရှိတယ်ဆိုတာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကသိကြတယ်ရည်ချင်းရှိတယ်မရှိဘူးအတိညာရှိတဲ့ပုဂ္ဂိုလ်ကသိတယ်အတိညာမရှိတဲ့ပုဂ္ဂိုလ်ကမသိဘူးဒါဖြင့်ဗုဒ္ဓဆိုတဲ့အတိုင်းအတာတစ်ခုဗုဒ္ဓဖြစ်ဖို့အတိုင်းအတာတစ်ခုဆိုတာလည်းရှိသလားဆိုရှိတယ်အဲ့ဒါရှိတယ်ဒီနေရာမှာကောသလမင်းကြီးရဲ့မေခွန်းထုတ်ပြီးတော့ရသော်ဘုရားပေါ်မှာပထမဆုံးအချိန်တွေ့တော့ကမေးတဲ့မေခွန်းလေးကိုကြည့်ကြည့်လောကမှာဗုဒ္ဓလို့သမုတ်ပြီးတော့ဗုဒ္ဓအဖြစ်ခံယူနေကြတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ခံယူထားကြတဲ့ဘာသာရေးကောင်းဆောင်ဆရာကြီးတွေရသော်ဘုရားလက်ထက်က6ဦးတောင်ရှိကောသလမင်းကြီးကတွေ့တဲ့ပုဂ္ဂိုလ်တိုင်းမှာဒီမေကုံကိုမေးတတ်တယ်ပေါ့ဂေါရမဗုဒ္ဓနဲ့တွေ့တဲ့အခါမှာလည်းပဲဂေါရမဗုဒ္ဓသူတတ္တလို့ခေါ်တဲ့အနာရဝိန်တထေကစေတော်အကြောင်းကြီးဆောက်လုပ်ပြီးတဲ့အခါမှာကျောင်းကိုလှူဒန်းမှုပင့်လာလို့တောက်ထီမြို့ရောက်လာတဲ့အခါမှာကောသလမင်းကြီးကလာရောက်ဆင့်ကပ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကိုသူကမေခွန်းမေးတာဘဝံပိနောဂေါရမောအနုတ္တရံသမ္မာသမ္ဗောတိအဘိတံဗုဒ္ဓောတိပဋိသန္ဓာတိအရှင်ဂေါရမလည်းပဲအတုမဲ့သမ္မာသမ္ဗောဓိဉာဏ်ကိုသိတဲ့အဘိတံဗုဒ္ဓဗုဒ္ဓလို့ကိုယ့်ကိုဝန်ခံပါသလားဒီမေခွန်းမေးတာရှင်ဂေါရမကလည်းကိုယ့်ကိုဗုဒ္ဓလို့ပဲဝန်ခံသလားအဲ့ဒီလိုမေခွန်းကိုမေးတဲ့အခါမှာမြတ်စွာဘုရားကရှင်းရှင်းပဲပြန်ပြီးတော့ဖြေတယ်ယံဟိတံမဟာရာဇသမ္မာဝရမနောဝရိယအနုတ္တရံသမ္မာသမ္ဗောဓိပိတံဗုဒ္ဓောတိမယမေဝဧတံမယမေဝတံသမ္မာဝရမနောဝရိယဆိုပြီးမြတ်စွာဘုရားကတိတိလင်းလင်းမိန့်ကြားတာကတော့အတုမဲ့သမ္မာသမ္ဗုဒ္ဓဉာဏ်ကြီးကိုသိလို့ပုဂ္ဂိုလ်တူတယောက်ကိုဗုဒ္ဓလို့ခေါ်မယ်ဆိုရင်ဟောတာဟာကြည့်အဘိတံဗောဓိလို့ဆိုတဲ့ဘုရားလို့သတ်မှတ်ဖို့ရအတွက်အသိပညာကိုအဓိကတာသဗ္ဗညုတဉာဏ်တော်ကြီးကိုရပြီဆိုတဲ့အချိန်အဲ့ဒီသဗ္ဗညုတဉာဏ်အရတ္တဝဉာဏ်သဗ္ဗညုတဉာဏ်လို့ခေါ်တယ်သမ္မာသမ္ဗောဓိဉာဏ်ကြီးကိုရလို့ဗုဒ္ဓလို့ခေါ်ကြမယ်ဆိုရင်ဒီစကားကိုကြည့်မယ်ဆိုရင်ဗုဒ္ဓလို့သတ်မှတ်ဖို့ရအတွက်ကအသိဉာဏ်နဲ့သတ်မှတ်တယ်ဒီလိုပြောအဓိကကိုယ်တိုင်လည်းသိရမယ်မှန်ကန်တာအနေနဲ့လည်းသိရမယ်အရာခသိကိုလည်းသိရမယ်အဲ့ဒီသမ္မာသမ္ဗောဓိလို့ခေါ်တယ်သဗ္ဗညုတဉာဏ်တော်ကြီးကိုရတ္တမဉာဏ်သဗ္ဗညုတဉာဏ်တော်ကြီးကိုသိလို့ဗုဒ္ဓလို့ခေါ်မယ်ဆိုရင်ငါကိုယ်သာခေါ်တဲ့နေခေါ်ရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ငါဟာအနုတ္တရသမ္မာသမ္ဗောဓိဆိုတဲ့ဉာဏ်ကြီးကိုထိုးတွင်သိထားသူဖြစ်တယ်လို့ရဲရဲဝံ့ဝံ့ပဲကောသလမင်းကြီးကိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်ပေါ့။ပုရဏကသဗ္ဗမက္ခလိဂောသလတို့ကဒီမေခွန်းကိုမဖြေရဲကြဘူး။ဘာဖြစ်လို့တုံးဆိုရင်နောက်ဆက်တွဲမေခွန်းတွေကိုရင်မဆိုင်ရဲဘူးမြတ်စွာဘုရားမှာအဲ့လိုကြောက်ရွံ့တာမရှိဘူးဝေတာရိစ္ဆဉာဏ်၄ပါးဆိုတာအလုံးဘုရားဘာသာဝင်တွေကြားဘူးနေကြတယ်ဝေတာရိစ္ဆဆိုတာတာရိစ္ဆဆိုတာကြောက်ရွံ့တာဝိတာရဝိတာရိစ္ဆဆိုဝ
ဝိတာရဒဆိုတာကြောက်ရွံ့မှုမရှိတာဝိတာရိစ္ဆဆိုတာကြောက်ရွံ့မှုမရှိခြင်းရဲ့အကြောင်းတရားဆိုတာအသိဉာဏ်ကိုပြောတာဝိတာရဒကကြောက်ရွံ့ခြင်းတာရဒကကြောက်ရွံ့ခြင်းဝိတာရဒကြောက်ရွံ့မှုကင်းခြင်းဝိတာရိစ္ဆကြောက်ရွံ့မှုကင်းကြောင်းဖြစ်တဲ့အသိဉာဏ်လို့ဆိုတယ်ဟောဒီဉာဏ်ဟာစိုးရွံ့ထိတ်လန့်ခြင်းကြောက်လန့်ခြင်းဆိုတာကိုမရှိတော့လောကလူတွေကမတိတာမေးလိုက်ရင်မဖြေနိုင်ဘူးကြောက်တယ်ကိုမေးမှကြောက်တယ်မြတ်စွာဘုရားမှာမိမိဝန်ခံပြောကြားထားတာနဲ့ပတ်သက်ပြီးကြောက်တာတခုမှမရှိဘူးဒါမို့သမ္မာသမ္ဗုဒ္ဓလို့ဝန်ခံထားတဲ့နေရာနဲ့ပတ်သက်ပြီးတော့မေးခြင်းလာမေးဘက်ဆုံးကမေးသမ္မာသမ္ဗုဒ္ဓလို့ဝန်ခံတာဟာအယမ်းမဲ့ဝန်ခံတာမဟုတ်ဘူးအကြောင်းအချက်လက်တွေကိုတည်တည်ချာချာသိရှိနားလည်ထားတဲ့အသိပညာကြီးကြောင့်သဗ္ဗညုတဉာဏ်တော်ကြီးကိုရထားလို့မြတ်စွာဘုရားဟာသမ္မာသမ္ဗုဒ္ဓလို့ဝန်ခံတာဖြစ်တယ်ဒါကြောင့်မို့သမ္မာသမ္ဗုဒ္ဓလို့ဝန်ခံခြင်းရဲ့အကြောင်းဖြစ်တဲ့အသိဉာဏ်ကိုဝိသာရိစ္ဆဉာဏ်လို့ဒီနေရာမှာခေါ်တာဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့တခြားပုရဏကသဝတို့မဂ္ဂလိခောသလတို့ဟာအဲ့ဒါလို့ဝိသာရိစ္ဆဉာဏ်မျိုးမရှိဘူးမရှိသည့်အတွက်ကြောင့်ကြောက်တယ်သူတို့မိဂုံးနေမှာကြောက်သည့်အတွက်ကြောင့်ဘောမခံရဲကြဘူးမြတ်စွာဘုရားကတော့မိဂုံးနေမြည်မြပဲတက်တက်အသိဉာဏ်နဲ့မှအဖြေတွေဟာရှိပြီးသားပဲဖြစ်နေတယ်ဘာဖြစ်လို့တော့ဆိုရင်ဓမ္မဓာတုလို့ဆိုတဲ့အသိဉာဏ်ကြီးဟာရှင်းလင်းပြတ်သားပြီးတော့မြတ်စွာဘုရားမှာအချိန်မရွေးဖြည့်ရှင်းနိုင်တဲ့ဉာဏ်နဲ့ဖြည့်ရှင်းတာဖြစ်တော့ကြောင့်အသိဉာဏ်ဟာအသုံးပြုလိုက်တာနဲ့တပြိုင်နက်ရှင်းရှင်းလင်းလင်းကြီးသိရှိသွားနိုင်တယ်ပေါ့အေးဒါကြောင့်မို့ကောသလမင်းကြီးမေးတော့ကလည်းမြတ်စွာဘုရားဟာဗုဒ္ဓဆိုတာကိုဝန်ခံခဲ့တာဖြစ်တယ်ပေါ့ဗုဒ္ဓကိုဝန်ခံတာအဲ့တော့ဗုဒ္ဓဖြစ်ဖို့အတွက်အရေးကြီးဆုံးအချက်ဗုဒ္ဓလိုဝန်ခံနိုင်ကြောင်းအရေးကြီးဆုံးအချက်ဆိုတာဘာလဲလို့ဆိုအရဟတမေဉာဏ်နဲ့သဗ္ဗညုတဉာဏ်ပဲယဟန္တာပုဂ္ဂိုလ်တွေကအရဟတမေဉာဏ်တော့ရတယ်သဗ္ဗညုတဉာဏ်မရဘူးမြတ်စွာဘုရားကျတော့သဗ္ဗညုတဉာဏ်ဆိုတာတခုသာပြောတာနော်ဣန္ဒရိယပရောပရိယတိဉာဏ်တို့အာသယနုတယဉာဏ်တို့တခြားပုဂ္ဂိုလ်တွေနဲ့မပတ်သက်တဲ့အတ္တဒါရဏဘယ်သူနဲ့မှမဆက်ဆံနဲ့ဘုရားရှင်ကိုရောမြတ်တွေသာရနိုင်တဲ့အသိဉာဏ်မျိုးအဲ့ဒီဉာဏ်မျိုးကြောင့်သဗ္ဗညုတဉာဏ်အတ္တဒါရဏဉာဏ်นี่အဲ့ဒီဉာဏ်นี่ကြောင့်မြတ်စွာဘုရားသူ့ကိုယ်သူဗုဒ္ဓလို့ဝန်ခံပြောကြားတာဖြစ်တယ်ဒီဉာဏ်นี่ရလိုက်တာနဲ့တပြိုင်နက်ဗုဒ္ဓဆိုတာဟာအတိုင်းတာတစ်ခုအရာဝန်ခံပြောကြားနိုင်တဲ့အနေအထားမျိုးရှိဒီဉာဏ်นี่ရတာဘယ်သူသိတုံဆိုရသူဗုဒ္ဓကိုယ်တိုင်ပဲသိတယ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေမသိတာဒါကြောင့်မို့လို့တခြားပုဂ္ဂိုလ်တယောက်ကလာပြီးတော့ဗုဒ္ဓလို့ဆိုပြီးတော့အတိမတ်ပြုပေးเสียမလို့အတိဉာဏ်ဆိုဒီမှာတစုံတယောက်ကလာပြီးတော့ကိုယ်အတိမတ်ပြုပေးเสียမလို့ယာဓုပေးတာလို့လာပြီးတော့အတိမတ်ပြုပေးเสียမလို့အတိဉာဏ်ရဲ့ကိစ္စမှာကိုယ်ပဲအဆင့်ထီအောင်ကိုသိတယ်ဆိုတာကိုယ့်ဘက်ကိုသိတယ်ဒါကြောင့်မို့သောတာပန်ဖြစ်တယ်ဆိုရင်လည်းကိုယ်ကိုယ်တိုင်သိတယ်ကိုယ်ကိုမသိဘူးဆိုရင်တော့ဒါသောတာပန်မဟုတ်လို့ပဲတဂရဂံဖြစ်ရင်လည်းကိုယ်ကိုသိတယ်အနာဂံဖြစ်ရင်လည်းကိုယ်ကိုသိတယ်ဘာတွေကိုသိတာလဲဆိုဒီအရေးချင်းတွေငါမှရှိနေတယ်ဆိုတော့သောတာပန်ပုဂ္ဂိုလ်ဖြစ်လို့ရှိရင်သောတာပန်အရေးချင်းတွေဆိုတာဘာလဲလို့မေးလို့ရှိရင်မြတ်စွာဘုရားပေါ်မှာအသိဉာဏ်နဲ့နှစ်ကာယုံကြည်တဲ့ပညာပါတဲ့တရားတရားပေါ်မှာတန်ခါပေါ်မှာပညာနဲ့နှစ်ကာယုံကြည်တဲ့တရားနဲ့ပညာတွဲဖက်နေတဲ့အရာဘုရားတရားတန်ခါပေါ်မှာဘယ်တော့မှပြောင်းလဲခြင်းမရှိတဲ့အသိဉာဏ်နဲ့တွဲဖက်ထားတဲ့တရားမျိုးဆုံးဖြတ်ချက်မျိုးသောတာပန်ပုဂ္ဂိုလ်မှာရှိပြီတဲ့ကြည်လေသူရံပဋ္ဌဆိုတဲ့တခါတယောက်
မြတ်စွာဘုရားကအိမ်ကြွသစ္စာတရားဟောတရားနာတဲ့အဆုံးမှာဓမ္မစက္ခုဆိုတဲ့ဓမ္မမျက်စိအမြင်တစ်ခုကိုရလိုက်သောတာပန်ဖြစ်သွားတယ်မြတ်စွာဘုရားကျောင်းတော်ပြန်ကြွသွားတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားအိမ်ကဆင်းကြွသွားတဲ့ချိန်လေးမှာမကြခင်ပဲဘုရားရောင်ဘုရားနဲ့ပုံတရံတူဘုရားဟန်ဆောင်တဲ့မနတအိမ်မောတက်လာရုပ်တရက်ကြည့်ရင်တော့မနတ်လို့မထင်ဘူးဘုရားလို့ပဲထင်တယ်မြတ်စွာဘုရားပြန်ကြွလာပြီပေါ့အိမ်ရောက်တဲ့အခါကျတော့ဘုရားပြန်ကြွလာတယ်ဆိုတာအိမ်မောကကြွသွားပြီးမှဘုရားပြန်ကြွလာတယ်ဆိုတာအမြဲတမ်းထူဆန်းဘုရားပြန်ကြွလာပြီးတော့သူရမထကိုပြောတာခုနကငါဟောတဲ့တရားမှားသွားတာလေးပြင်ဆင်ခြင်းလို့ငါလာခဲ့တာငါအနိစ္စလို့ဟောခဲ့တာမမှန်ဘူးမြဲတာတွေလည်းရှိသေးတယ်ငါဒုက္ခလို့ဟောခဲ့တာမမှန်ဘူးဒုက္ခတွေလည်းရှိသေးတယ်ငါအနတ္တလို့ဟောတာကိုမမှန်ဘူးအတ္တတွေလည်းရှိသေးတယ်ဆိုပြီးတော့အမှားလာပြင်တဲ့အကြောင်းကိုပြောတာတမ္မာပုဂ္ဂိုလ်ဆိုရင်ပြောတဲ့ပုဂ္ဂိုလ်ဟာတကယ်ဖျားဆက်နဲ့ခွဲခြားလို့မရအောင်တူတဲ့ရုပ်သွင်းနဲ့ပြောနေတမ္မာပုဂ္ဂိုလ်မျိုးဆိုရင်ဇဝေဇဝါဖြစ်သွားမှာပဲသို့တော်သူရံပတ္ထခိုင်မြဲတဲ့တရားနဲ့အသိဉာဏ်သူ့မှာရှိပြီးသားဖြစ်အသိဉာဏ်ကအလွန်ခိုင်မာတယ်အသိဉာဏ်ရဆုံးဖြတ်ထားတဲ့တရားလည်းအလွန်ခိုင်မာသူပြောတဲ့စကားကြည့်လိုက်ကြတယ်မဖြစ်နိုင်တာတွေပြောနေတာဖြစ်လို့ဒါဖျားရောင်ဆောင်တဲ့တခြားပုဂ္ဂိုလ်ပဲဖြစ်ရမယ်လို့ချက်ချင်းသိလိုက်သင်ဘယ်သူလဲမနတ်မဟုတ်လားလို့ပြောလိုက်တဲ့အခါမှာမလိမ်ရဲတော့ဆက်ပြီအဲ့ဒီမှာသူရမထတကာကဘာပြောတော့လဲမင်းတို့လူမနတ်တွေတယောက်မကပါဘူးတဲ့ရာထောင်လာပြီးတော့ငါ့ကိုလှည့်စားဖျားယောင်းလည်းပဲငါရဲ့ယုံကြည်ချက်နဲ့အသိဉာဏ်ဘယ်တော့မှမပြောင်းပါဘူးလို့ဆိုသောတာပန်ဖြစ်သွားရင်အဲ့လိုခိုင်သွားတာအဲ့လိုခိုင်မာသွားမှသောတာပန်ဆိုတာဖြစ်တာနောက်၅ပါးသီလနဲ့ပတ်သက်လာလို့ရှိရင်အသက်ကိုယ်သာအသိခံမယ်အသက်တည်းတန်ဖိုးထားပြီးတော့၅ပါးသီလကိုစောင့်ပစ္စည်းဥစ္စာဆိုတာထဲ့မပြောနဲ့ခြေလက်အင်္ဂါထဲ့မပြောပစ္စည်းဥစ္စာအဆုံးခံတယ်ခြေလက်အင်္ဂါအဆုံးခံတယ်အသက်ကိုယ်တောင်အဆုံးခံပြီးတော့၅ပါးသီလကိုတန်ဖိုးထားပြီးထိန်းသိမ်းဆောက်ရှောက်တယ်ဆိုဒီအင်္ဂါ၄ချက်နဲ့ပြည့်စုံပြီဆိုရင်တော့ဒါသတ္တဝါသိကြပြီအဲ့ဒီလိုအင်္ဂါ၄ချက်အရေးချင်း၄ခုဟာသောတာပန်ဖြစ်ဖို့အတွက်ကိုယ်တိုင်ရတဲ့အရေးချင်းတွေဖြစ်သွားကြအောင်အဲ့ဒီအရေးချင်းတွေကိုယ်မှရှိတယ်ဆိုတာသူများကမင်းမှဒီအရေးချင်းတွေရှိနေတယ်လို့လာပြောเสียမလို့သူတို့ကိုယ်တိုင်သိတယ်ဒီလိုဆိုတာပေါ့နော်အရေးချင်းဆိုတာကိုယ့်ကိုယ်သိကြသိရတဂရကံထို့တူနာကံထို့တူယန္နာထို့တူအရေးချင်းတွေကိုသိကြအဲ့ဒါလိုပဲမြတ်စွာဘုရားဖြစ်တဲ့အရေးချင်းတွေဂုဏ်ကြီးတွေကိုလည်းပဲဘုရားဖြစ်တဲ့ပုဂ္ဂိုလ်ကသိသေးချာချာသိထားတယ်ဘယ်သူကမှလာပြီးတော့ဘုရားလို့သတ်မှတ်ပေးเสียမလိုဘူးအရေးချင်းတွေကနေဘုရားလို့သတ်မှတ်ပေးသွားတာဖြစ်တယ်ပေါ့ကြည့်လေမြတ်စွာဘုရားကတပည့်စัจ जा တရားဟောတဲ့အခါမှာဗုဒ္ဓဆိုတာကိုဝန်ခံပြောကြားဖို့အချက်တွေဘာတွေပြောတော့ဆိုသစ္စာ၄ပါးကိုမြတ်စွာဘုရားဟောတယ်တပည့်စัจ जा မှာသစ္စာ၄ပါးကိုအဓိကထားဟောတပည့်စัจ जा သုတ်တံကိုအကဲခတ်ပြီးတော့အနှစ်ချုပ်ကြည့်လိုက်မယ်ဆိုရင်ပထမဆုံးရှောင်ရမယ့်အရာနှစ်ခုဟောတယ်ပြီးတော့မှလိုက်နာရမယ့်မစ္စည်းမပฏิပဒါအလယ်လမ်းကိုဟောတယ်နိဗ္ဗာန်ကိုသွားခြင်းနဲ့ဆိုရင်လက်ဝဲလမ်းလက်ရလမ်းနှစ်ခုကိုရှောင်ပြီးတော့အလယ်လမ်းကသွားရမယ်အလယ်လမ်းဆိုဒီမှာမဂ္ဂင်၈ပါးအကျင့်တရားပဲဖြစ်တယ်ဆိုပြီးတော့ထိုမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ခြင်းအပြင်အမှန်တရား၄ချက်ကိုသိနိုင်တယ်ဒုက္ခသမုဒယနိရောဓမဂ္ဂလို့ဆိုတဲ့
သစ္စာလေးပါးပိုင်းခြားသိနိုင်တယ်သိတဲ့အခါမှာလဲတာမန်သိတာမဟုတ်ဘူးသစ္စာအနေထားအဖြစ်ဒုက္ခဆိုတာဒါအကုန်ပဲဒီတဲ့အပိုမရှိဘူးအလိုမရှိဘူးဒုက္ခသမုဒယဆိုတာဒါပဲအပိုလိုမရှိဘူးဒုက္ခនិရောဓဆိုတာလဲဒါပဲအပိုလိုမရှိဘူးဒုက္ခនិရောဓဂ ामिनी ပฏิပဒါဆိုတာလဲဒါပဲအပိုလိုမရှိဘူးလို့သစ္စာနဲ့ပတ်သက်ပြီးတော့ကုံစင်အောင်သိတာသစ္စာဉာဏ်လို့ခေါ်တယ်အဲ့ဒီသစ္စာဉာဏ်ရထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဒုက္ခသစ္စာဆိုတာအသိဉာဏ်နဲ့ဘာလို့အမှလဲလို့လောက်ရမယ့်ကိစ္စအနေနဲ့ကြည့်လိုက်တဲ့အခါဒုက္ခသစ္စာဆိုတာဖယ်ရှားဖို့မဟုတ်ဘူးပွားများအောင်လုပ်ဖို့မဟုတ်ဘူးမျက်မှောက်ပြုဖို့မဟုတ်ဘူးပိုင်းပိုင်းခြားခြားတည်တည်ခြားခြားဒါတွေဟာဒုက္ခလို့သိဖို့လိုတယ်ဟောသိရမယ်တရားသာဖြစ်တယ်သမုဒိယသစ္စာဆိုတာဖယ်ရှားပြရမယ်တရားဖြစ်တယ်និရောဓသစ္စာဆိုတာမျက်မှောက်ကိုယ်ကိုယ်တိုင်မျက်မှောက်ပြုဖို့သိရှိဖို့သိရှိရမယ်လမ်းဆုံးပန်းတိုင်တရားမျိုးဖြစ်တယ်မေဃသစ္စာဆိုတာမိမိကိုယ်တိုင်ဖြစ်အောင်တိုးပွားလာအောင်ကျင့်ကြံကြိုးကိုအထုတ်ပေးရမယ်သစ္စာဖြစ်တယ်လို့အလုံးသဘောနဲ့သိတာကိုကိစ္စဉာဏ်လို့ခေါ်တယ်ဟာလောက်အမှလဲဆိုတာသိတာဒီမြာတွေသိတယ်မဟုတ်လားလူတွေသမင်းဆိုတာဘာလို့ဖို့လို့စားဖို့ဟောဒီလိုဆိုတာဟောအဲ့ဒီလိုလုံးရမယ့်ကိစ္စတခုပိုင်ပိုင်နိုင်နိုင်သိတာကိစ္စနဲ့ဟုတ်ပြီသစ္စာဆိုတာလည်းသိတယ်ထိုသစ္စာနဲ့ပတ်သက်ပြီးတော့မိမိဆောင်ရွက်ရမယ့်ကိစ္စကိုလည်းသိတယ်နောက်ဆုံးမှာအဲ့ဒီဆောင်ရွက်ရမယ့်ကိစ္စတွေကိုဆောင်ရွက်ပြီးသွားပြီဆိုတဲ့အဆင့်ရောက်တဲ့အခါကျတော့ဒါတွေဒုက္ခသစ္စာကိုငါအကုန်သိပြီးပြီပိုင်းခြားသိပြီးသွားပြီသမုဒိယသစ္စာတွေကိုလုံးဝဖယ်ရှားပြီးသွားပြီនិရောဓသစ္စာကိုလည်းငါစိုက်ထိမျက်မှောက်ပြုသွားပြီမေဃသစ္စာကိုလည်းပွားများအထုတ်တာလမ်းဆုံးရောက်သွားပြီလို့အဲ့ဒီလိုသိတဲ့အသိဉာဏ်ကိုကတဉာဏ်လို့ခေါ်တာပဲသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်သစ္စာလေးပါးကိုမြတ်စွာဘုရားကအဲ့ဒီလိုသိတာဒါဘုရားသိပြီဒီအခြေအနေနဲ့လုံးဝပြည့်ပြည့်စုံစုံသိတာဘုရားဆိုတာအဲ့ဒီလိုလုံးဝပြည့်ပြည့်စုံစုံသိဖို့လိုတယ်တဲ့တပည့်စကြာမှာမြတ်စွာဘုရားကဘုရားအဖြစ်ကိုကြေညာတဲ့အခါမှာကြည့်ဟောတပည့်စကြာဓမ္မစက္ကပောဒနာသုတ်တံတရားဒေသနာတော်မှာရှောင်ရမယ့်လမ်းစဉ်တစ်ခုနဲ့လိုက်နာရမယ့်လမ်းစဉ်တစ်ခုသစ္စာလေးပါးဒါတွေဟောကြားပြီးတဲ့အခါနောက်ဆုံးမှာမြတ်စွာဘုရားဟောတာတော့လို့သစ္စာလေးပါးကိုလည်းသိပြီးပြီသိရမယ့်ကိစ္စတွေကိုအလုံးလုပ်ပြီးသွားပြီဒါတွေအလုံးသိပြီးသွားပြီဆိုတဲ့အခါမှာဣမေတုစတုတုအရိယသစ္စေတုဧဝံတိပရိဝတ္တံဓဝရတကာရံယထာဝုတံညာဏတတနာနတုဝိတုဒ္ဓဟောတိမြတ်စွာဘုရားဟောဒီသစ္စာလေးပါးမှာအပြန်အားဖြင့်၃ပါးကိစ္စညာကတညာသစ္စာညာကိစ္စညာကတညာဒီ၃ခုနဲ့12ပါးသောအချင်းအရာ12ပါးသောအချင်းအရာဒီ၃ခုကိုသစ္စာ၄ပါးနဲ့မြောက်လိုက်တဲ့အခါ12ပါးအဲ့ဒီ12ပါးသောအချင်းအရာအခုလို့သစ္စာ၄ပါးကိုသိเสียမကြမ်းအောင်ယထာဘူတံညာဏတတနာအမှန်သိတဲ့ညာဏတတနာဆိုတာအရဟတမေညာနဲ့တမ္ပညုတညာတော်ယူကိုရည်ညွှန်းပြီးတော့ပြောတာအမှန်သိတဲ့အရဟတမေညာရဟတမေညာကနေပြီးတော့ထပ်ဆင့်ရလာတဲ့တမ္ပညုတညာအဲ့ဒီညာနှမျိုး တန်တန်ရှင်းရှင်း
စွမ်းစွမ်းတမန်ဆောင်ရနိုင်စွမ်းမရှိသေးဘူးဆိုရင်ငါဖျားလို့ဝန်မခံဘူးအခုသစ္စာလေးပါးနဲ့ပတ်သက်ပြီးတော့သစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်ဆိုတဲ့၃မျိုးသုံးလေးလီစနစ်ဆိုတဲ့အချင်းရာ12ပါးအဲ့ဒါတွေကိုငါပိုင်ပိုင်နိုင်နိုင်အကုန်လုံးသိပြီးပြီမှန်ကန်တဲ့ဉာဏ်သိခြင်းမှန်မှန်ကန်ကန်သိခြင်းနဲ့မြင်ခြင်းလို့ဆိုရယ်ဉာဏတတနာငါမှာစင်စင်ကြဲကြဲပြည့်ပြည့်ဝဝကြီးရပြီဒါကြောင့်မို့လို့ဒီလောကကြီးမှာငါဖျားဖြစ်ပြီလို့ပြောတာဆိုဟောမြတ်စွာဘုရားသူဖျားဖြစ်တာသူကသူသိတာဘယ်သူမှလာပြီးတော့ဖျားဖြစ်တယ်ဆိုတာကိုအတိုင်းအတာတစ်ခုနဲ့လာသတ်မှတ်ပေးထားတာမဟုတ်ဘူးသူကိုယ်သူဗုဒ္ဓလိုဝန်ခံနိုင်တာဟာဒီအသိဉာဏ်ကြောင့်ဝန်ခံတာလို့ဒီလိုပြောရမှာအဲ့ဒါကိုတချို့ပုဂ္ဂိုလ်တွေကမေးတာဖျားဖြစ်ပြီဆိုတာဘယ်လိုလုပ်သိတာဖျားရဲ့အရေးချင်းတွေကိုကြိုတင်သတ်မှတ်ထားတာရှိသလားဖျားဖြစ်ပြီဆိုတာဘယ်သူကသတ်မှတ်ပေးတယ်လဲဒီမေးခွန်းမျိုးတွေမေးလာတဲ့အခါမှာအခုဓမ္မစကြာနဲ့တွေပဲအေးဖျားဖြစ်ပြီဆိုတာသစ္စာလေးပါးကိုအခုလိုပြည့်ပြည့်ဝဝကြီးကိုယ်တိုင်ပြည့်စုံတဲ့ထဲထဲဝင်ဝင်ထက်ထက်မြက်မြက်သိထားပြီဆိုလို့ရှိရင်သာမန်ပုဂ္ဂိုလ်တွေအတိမျိုးမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတာပရမဆုံးစတင်ပြီးတော့သိတဲ့ညာဏဒသနာသိခြင်းမြင်ခြင်းဆိုတဲ့ထူးခြားတဲ့သဗ္ဗညုတဉာဏ်ရတ္တမဉာဏ်သဗ္ဗညုတဉာဏ်တော်ကြီးကိုရပြီဆိုတဲ့အခါမှာကိုယ်ကိုဖျားဖြစ်ကိုချင်းညာတိုင်းတာပဲငါမှဒီဉာဏ်နေရပြီလို့ဒီလိုဆိုတာပေါ့ဒီလိုသုံးတက်နေတာဒီတပည့်စัจ जा ဓမ္မစက္ကပောဒနာတုံညတာမကဘူးခန္ဓာဝကတန်ရုပ်မှာအတ္တာဓာတ်နဲ့ပတ်သက်တဲ့သုတ်တန်တွေသလယရဏဝကတန်ရုပ်ပါဠိတော်မှာအတ္တာဓာတ်နဲ့ပတ်သက်တဲ့တန်ပါဠိတော်တွေအသိဉာဏ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟာထူးခြားတဲ့အသိဉာဏ်ကြီးသူ့မှာအသိဉာဏ်ရလိုက်တာနဲ့တပြိုင်နက်သူ့ကိုယ်သူဖျားဆိုတာကျင့်ညာတာဝန်ခံနိုင်တယ်သူဆိုတာဒီဉာဏ်မရရင်ဘယ်တော့မှဝန်ခံဒီဉာဏ်ရလို့ဝန်ခံဒီဉာဏ်ရတာဟာလည်းမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရပြီးဒီဉာဏ်နဲ့စမ်းသပ်ပြီးအကုန်ကြည့်ရှုပြီးတာသဘာဝတ္တိရတယ်ဆိုရင်သဘာဝတ္တိဝင်စားတယ်တချို့သမာဘတ်တွေဆိုရင်ဝင်စားကာလမှာစွန့်ရည်တတ္တိတွေအားပြော့နေသည့်အတွက်ကြောင့်မလိုလားတာတွေဖြစ်တယ်အာဘာဒဆိုတာတွေဖြစ်လာတယ်ဆိုပါစို့ပထမဇန်ဝင်စားတယ်ပထမဇန်ဆိုသည်မှာကာမဂုဏ်အာယုန်နေနဲ့ဝေးကွာမှရတဲ့ပိဋိဒုက္ခမျိုးအဲ့ဒီအချိန်မှာကာမဂုဏ်အာယုန်စိတ်ပြန်ပေါ်လာလို့ရှိရင်ဒါယောဂဖြစ်တာ ਨੇ အတူတူပဲအာဘာဒလို့ခေါ်တယ်မကြည်ညက်သေးဘူးပထမဇန်ရတာမပြီးပြင်းသေးဘူးမခိုင်မာသေးဘူးဆိုလို့ရှိရင်ကာမဂုဏကာမဂုဏ်အာယုန်တွေကနေဝေးကွာမှုမဖြစ်ဘူးတဲ့ပြန်ပြန်ပြီးတော့တွဲလာမိတယ်အဲ့ဒါဆိုလို့ရှိရင်ပထမဇန်မစင်ကြယ်သေးဘူးဆိုပြီးအကြိမ်ကြိမ်ထပ်ထပ်ဝင်စားလို့စွန့်ရည်တတ္တိတွေပြည့်လာပြီဆိုရင်ဒီအပြည့်အနာစာအန္တရာယ်တွေကနေလွတ်ခင်းသွားတာပဲထို့တူပဲဝိတဝိသရာကဝေးကွာဖို့ပီတိကဝေးကွာဖို့ဆိုတာတွေနဲ့အစင့်စင့်တမာတိစွမ်းအားတွေတိုးမြင့်သွားတာတွေဟာလေသူ့ဟာနဲ့သူပဲတည်တူသွားတာအဲ့ဒါတွေအကုန်လုံးမြတ်စွာဘုရားကိုယ်တိုင်လေ့ကျင့်ဝင်စားသုံးသပ်ဆင်ခြင်ပြီးတဲ့အခါမှာကိုရောမြတ်ရဲ့အရေးချင်းကိုကိုယ့်ဟာကိုယ်သိတာကိုယ့်ဟာကိုယ်သိလို့ဒီအဆင့်တန်းရောက်ရင်ကိုယ့်ဟာကိုယ်ဗုဒ္ဓဆိုတာသတ်မှတ်လို့ရပြီလို့ဒီလိုဆိုတာပေါ့ခန္ဓာဝကတန်ရုံမှာဆိုရင်မြတ်စွာဘုရားဘုန်းကြီးတို့တွေမှာရှိတဲ့ခန္ဓာ၅ပါးရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာလို့ဆိုတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးဆိုတဲ့ယုံ nant တရားတွေမှာ
ကျေနပ်เสียတွေရှိတယ်မကျေနပ်เสียတွေလည်းရှိတယ်ထွက်ပေါက်တွေလည်းရှိတယ်အဲ့ဒါတွေကိုပြည့်ပြည့်စုံစုံသိဖို့ကလိုတယ်ပေါ့အဆိုးကြီးလည်းမဟုတ်ဘူးဘယ်ရာပဲဖြစ်အဆိုးရှိတယ်အကောင်းရှိတယ်အဲ့ဒီအဆိုးအကောင်းရောနေတဲ့နေရာကထွက်ပေါက်ရှိတယ်ထွက်လန်းရှိတယ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ရူပခန္ဓာဆိုတာတော့ရူပခန္ဓာမှာကျင့်တတ်เสียပါရှိလေဟုတ်တယ်လေရုပ်ခန္ဓာကြီးရှိလို့မျက်စိရှိလို့မြင်စရာလေးတွေမြင်ရတယ်နားရှိလို့ကြားစရာတွေကြားရတယ်နှာခေါင်းရှိလို့အနံလေးတွေကောင်းတဲ့အနံလေးတွေရတယ်လျှာရှိလို့ကောင်းတဲ့ရတာလေးတွေစားတယ်ခန္ဓာကိုယ်ရှိလို့ကောင်းတဲ့အထီးတွေ့လေးတွေထီးတွေ့ရတယ်အဲ့ဒါမျက်စိကကြည့်ပြီးတော့ချမ်းသာမှုစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုဖြစ်တယ်နားကနားထောင်ပြီးတော့ကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေဖြစ်ကြကိုယ်ကိုစဉ်းစားကြည့်တော့မျက်စိကကြည့်ပြီးတော့စိတ်ချမ်းသာတာနားကနားထောင်ပြီးတော့စိတ်ချမ်းသာချမ်းသာတာဝမ်းသာတာနှာခေါင်းကနမ်းရှင်ပြီးတော့ဝမ်းသာတာချမ်းသာတာချမ်းသာတာဝမ်းသာတာလျှာကလျက်ပြီးတော့အရသာပေါ်မှာဝမ်းသာတာချမ်းသာတာခန္ဓာကိုယ်ကထိတွေ့ပြီးတော့အဲ့ဒီအထိတွေ့ပေါ်မှာထိတွေ့ကိုအကြောင်းပြုပြီးတော့ချမ်းသာမှုဝမ်းသာမှုဆိုတာရတယ်အဲ့ဒီရလာတဲ့ဝမ်းသာမှုနဲ့ချမ်းသာမှုဒီနှစ်ခုဟာကျေနပ်เสียပေါ့ဟောဆိုလူတွေကဒုက္ခရှားနေတာလေချမ်းသာကြပါစေပျော်ရွှင်ကြပါစေဆွတောင်းတောင်းနေကြသေးတာပဲအဲ့ဒီချမ်းသာမှုပျော်ရွှင်မှုစိတ်ချမ်းသာမှုဆိုတာလူတွေကနှစ်သက်ကြတယ်မြတ်လို့ကြတယ်တွေ့တာကြတယ်အဲ့ဒါဟာအတ္တဓာပဲရုပ်ကြီးရဲ့ตาရစရာကောင်းတဲ့အချက်ကဒါပဲလို့သူတို့ဆိုလိုတာပေါ့အဲ့ဒါကိုလည်းသိရတခါตาရစရာတွေရှိတာလားလို့ဆိုတာဘယ်ဟုတ်မလဲမျက်စိရှိလို့မျက်စိကျိန်းတာပေါ့မျက်စိယောဂဖြစ်တာပေါ့နားရှိလို့နားကြိုက်တာပေါ့နှာခေါင်းရှိလို့နော်နှာခေါင်းယောဂဖြစ်တာပေါ့လျှာရှိလို့လျှာယောဂဖြစ်တာပေါ့ခန္ဓာကိုယ်ရှိလို့ကိုယ်ကာယမှာယောဂဝေဒနာတွေဆိုတာဖြစ်လာတာပေါ့ဒါတွေလားဆိုတော့ဘယ်ဟုတ်မလဲမျက်စိနာနာလျှာကာယဆိုတဲ့ဒီယုတ်တရားတွေဟာသာဝရကောင်းနေတာမဟုတ်ဘူးသာဝရတည်မြဲနေတာမဟုတ်ဘူးအဆိုးဘက်ကိုတဖြည်းဖြည်းရိုင်လဲပြီးတော့နေတယ်ဝိပရိနာမဓမ္မအဆိုးဘက်ကိုရိုင်ပြီးတော့ပြောင်းသွားနေတယ်မမြဲတဲ့သဘောတွေတစ်မျိုးတစ်ပုံပြောင်းသွားတဲ့သဘောတွေနဲ့မကင်းဘူးတဲ့အဲ့ဒီမကင်းတာတွေဟာကျင့်တတ်เสียမကောင်းတဲ့အချက်တွေပဲကျင့်တတ်เสียမကောင်းဘူးဘယ်သူမှမကြိုက်ဘူးဒီလိုဟာမျိုးကျင့်တတ်เสียမကောင်းတာကိုအာဒီနဝလို့ခေါ်တယ်အပြစ်နာစာတယ်အဲ့ဒီလိုကျင့်တတ်เสียမကောင်းတဲ့အချက်လက်တွေကိုလည်းပဲသိရဟုတ်ပြီဒါဖြင့်ကောင်းတာလဲပါရဲ့မကောင်းတာလဲပါရဲ့ကျင့်တတ်เสียတွေလဲတွေးရရဲ့မကျင့်တတ်เสียတွေလဲတွေးရရဲ့ဆိုတဲ့ဒီယုတ်တရားတွေနဲ့ဝေးဝေးနေခြင်းနဲ့ထွက်ပေါက်ရှားခြင်းနဲ့တရားတွေဟာထွက်ပေါက်မရကြဘူးဒီယုတ်တွေဘယ်လိုဆုံးသတ်မှမသိဘူးနံတရားတွေဘယ်လိုဆုံးသတ်မှမသိဘူးအကြောင်းတရားတွေရှိနေတယ်ဗျစက္ခလာနေတယ်ထွက်ပေါက်ကဘာလဲဆိုတာမမြင်ဘူးတဝဲလေလေထွက်လန်းမရပဲနဲ့တန်တရားထဲမှာရှိကြစွာချိန်လိမ့်နေကြဟောအဲ့တော့ထွက်ပေါက်ဆိုတာဘာလဲလို့ကြည့်တဲ့အခါအဲ့ဒီယုတ်တရားနံတရားတွေပေါ်မှာတွေ့တာမှုလို့လိုချင်မှုလို့ဆိုတယ်လိုချင်မှုနဲ့တွေ့တာမှုဆိုတဲ့သန္တာရာဂကိုဖယ်ရှားနိုင်ရမယ်
အဲ့လိုလိုချင်မှုနဲ့တွေ့တာမှုကိုဖယ်ရှားလိုက်ခြင်းဟာဒီယုတ်တရားတွေနဲ့ဆက်ဆက်နေမှုကိုမရှိဘဲနဲ့ဆက်ဆက်နေမှုမရှိဘဲနဲ့လွတ်မြောက်သွားနိုင်တဲ့ထွက်ပေါက်ပဲထွက်လန်းမယ်နိတ္တရဏလို့ခေါ်တယ်ထွက်ပေါက်ရသွားတယ်ဟောရူပခန္ဓာနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းတော်တွေဟာတည်တည်ချာချာလေးလာဆန်းစစ်ကြည့်လိုက်တဲ့အခါငကိုယ်တော့ကตายာဆရာဆိုတာဘာလဲရှားတယ်ကျင့်တတ်ဆရာဆိုတာဘာလဲရှားတယ်မကျင့်တတ်ဆရာစိတ်ပြည့်ဆရာဆိုတာဘာလဲရှားတယ်ထွက်ပေါက်ဆိုတာဘာလဲရှားတယ်ရှားတဲ့အခါမှာအဖြေမှန်ကိုတွေ့သွားပြီဘာနဲ့တွေ့တာလဲဆိုတော့အသိဉာဏ်နဲ့တွေ့တာအဲ့ဒီအသိဉာဏ်ရလိုက်တာဟာဖရာရဲ့အရေးချင်းတစ်ခုဖြစ်သွားတယ်ဒုဆိုတာပေါ့ဟောဖရာဖြစ်ဖို့ဆိုတာအဲ့ဒီအသိဉာဏ်မျိုးရှိဖို့လိုတယ်လို့ထို့တူပဲဝေဒနာတင်ညာသင်္ခါရဝိညာဏလို့ဆိုတယ်နံတရားတွေနဲ့ပတ်သက်လာလို့ရှိရင်လေဒီလိုပဲခြေနှက်စရာမခြေနှက်စရာထွက်လန်းဒီသုံးမျိုးကိုပိုင်ပိုင်ခြားခြားသိဆိုလို့ရှိရင်ဒါဟာရသော်ပြဖြစ်ဖို့ဗုဒ္ဓလို့ခြေညာဖို့ဒီအသိဉာဏ်ဟာအရေးကြီးဆုံးပဲအဲ့တော့မြတ်စွာဘုရားအတ္တရသုတ်တွေမှာဒီလိုဟောတယ်ခန္ဓာ၅ပါးမှာတဲ့အတ္တရကိုအတ္တရတာယာစရာကိုတာယာစရာအပြည့်နာစာကိုအပြည့်နာစာလို့ထွက်ပေါက်ကိုထွက်ပေါက်လို့ဒီလိုတိတိကျကျယထာဘူတမတိသေးသမျှကလပ်ပတ်လို့ငါဖျားလို့မကြေညာဘူးတဲ့ဖျားလို့ဝမခံဘူးတဲ့ဒါတွေတိတိအတွက်ကြောင့်သာလဲငါဗုဒ္ဓဆိုတာဝန်ခံတယ်လို့ဒီလိုပြောတော့ဒါလည်းပဲမြတ်စွာဘုရားရဲ့အရေးချင်းတစ်ခုပဲဒါတွေသိတဲ့အသိဉာဏ်ဟာလည်းပဲဖျားဖြစ်ဖို့အတွက်အရေးချင်းတစ်ခုပဲလို့ဒီလိုဆိုတာပေါ့အဲ့တော့အဓိကချုံးပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ဟာအရဟတမေဉာဏ်တပ္ပယုတ္တဉာဏ်အတ္တဒါရဏဉာဏ်လို့ဆိုတဲ့ဒီအသိဉာဏ်ညာနာဒသနာလို့ခေါ်တဲ့သိခြင်းနဲ့မြင်ခြင်းတာမန်ပုဂ္ဂိုလ်တွေတဲ့တာလွန်နဲ့သိခြင်းနဲ့မြင်ခြင်းညာနာဒသနာဒီမှန်ကန်တဲ့ညာနာဒသနာရရှိလာခြင်းဟာမိမိကိုယ်တိုင်ဗုဒ္ဓလို့ဝန်ခံပြောကြားနိုင်ခြင်းရဲ့အရေးချင်းနေတာဖြစ်တယ်ဘယ်သူကမှလာပြီးတော့ကိုတော်ဖျားဖြစ်ပြီလို့လာပြောတာမဟုတ်ဘူးသူများကပြောလို့လက်ခံလိုက်ရတာလည်းမဟုတ်ဘူးတစုံတစ်ယောက်ကလာပြီးတော့ဖျားဆိုတဲ့ဘွဲတစိတ်ကတ်လို့ဖျားဖြစ်သွားတာလည်းမဟုတ်ဘူးအတိညာဟာဖျားဖြစ်ဖို့ရအတွက်အတိုင်းအတာတစ်ခုပဲလို့ဒါကြောင့်မို့ဖျားလောင်းတော့ပါရမီ7ပါးအပြား30ဖြစ်ခြင်းတဲ့အချိန်ကာလတော့ကဆိုလို့ရှိရင်လည်းကြည့်လေဒါနကောင်းမှုပဲလုပ်လို့သီလပဲစောင့်တည်နိက္ခမပါရမီပဲဖြစ်ခြင်းဥတည်ချက်ကတခုတည်းပဲဣဒံမေပုံညာတပ္ပညုတညာနတပစ္စယောဟောတုငါလုပ်တဲ့အခုကောင်းမှုဟာတပ္ပညုတညာရဲ့အထောက်ပံ့တပ္ပညုတညာရဖို့အကြောင်းတရားဖြစ်ပါစေလို့အကြောင်းတရားတွေကိုစိဖို့အထောက်မှအကျိုးတရားဆိုတာရတာဟုတ်အဲ့တော့ဖျားဖြစ်တယ်ဆိုတာတပ္ပညုတညာရတာဒါပြင်တပ္ပညုတညာရဖို့ကဘာရဖို့လို့တော့ဆိုအရဟတမေညာရဖို့လို့ထက်လေရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့တာဝကတွေရောအရဟတမေညာမရဘူးလားရတယ်တာမန်ယဟန္တာပုဂ္ဂိုလ်တွေရောအရဟတမေညာရဘူးလားရသို့တော့တာမန်ယဟန္တာတွေရတဲ့အရဟတမေညာရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ရတဲ့အရဟတမေညာနောက်ဆုံးမှာပိစိကဗုဒ္ဓရတဲ့အရဟတမေညာဒီပင်လေအနုတ္တရတမ္မာတမောဓိမဖြစ်ဘူးတဲ့ဘာလို့လဲဆိုလို့ရှိရင်ဒီအရဟတမေညာဟာပေးစွမ်းနိုင်တာတခုတည်းပဲပေးစွမ်းနိုင်တယ်တချို့ပုဂ္ဂိုလ်တွေကအရဟတမေကနေပြီးတော့ထုတ်လုပ်လိုက်တဲ့အကျိုးဟာအရဟတဖို့ဆိုတဲ့အကျိုးတစ်ခုတည်းကိုပဲထုတ်လုပ်တယ်
ရတ္တဖို့ဆိုတဲ့အကျိုးတစ်ခုပဲထုတ်လို့ရှင်သာရိပုတ္တရာရှင်မောဂ္ဂလန်တို့ကြတော့ရတ္တဖို့ဆိုတဲ့အသိဉာဏ်ဖြင့်တာဝကပါရမီဉာဏ်ဆိုတာထုတ်လုပ်ပေးတယ်ရတ္တပညာရတ္တဖို့ဉာဏ်နဲ့တွဲဖက်ပြီးတော့တာဝကပါရမီဉာဏ်ကိုရပိစိကဗုဒ္ဓတွေကြတော့အရတ္တပဉာဏ်ကထုတ်လုပ်တဲ့အခါမှာအရတ္တဖို့အပြင်ပိစိကဂေါရိဉာဏ်ဆိုတာပါလာဟောသမ္မာသမ္ဗုဒ္ဓဘုရားတွေကြတော့ဒီအနုတ္တရလို့ဆိုတဲ့ဂုံပုံနဲ့ရရှိထားတယ်အရတ္တပဉာဏ်ကြီးကထုတ်လုပ်တဲ့အခါမှာအရတ္တဖို့တွေမကဘူးဣန္ဒြိယပရောပရိယတိဉာဏ်တို့အာတယနုတယဉာဏ်တို့သဗ္ဗညုတဉာဏ်တို့ဆိုတဲ့ဘုရားသခင်ကိုယ်တော်မြတ်တွေရနိုင်တဲ့ဉာဏ်ကြီးဉာဏ်သွေးတွေအားလုံးအရည်ချင်းတွေအားလုံးတသဗ္ဗလဉာဏ်တို့အရည်ချင်းတွေအားလုံးကိုအရတ္တဖို့အရတ္တမက်ဆိုတဲ့ကြောင့်တရားကနေထုတ်လုပ်ပြီးတော့ပေးလိုက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရတဲ့အရတ္တမက်ဟာတခြားပုဂ္ဂိုလ်တွေရတဲ့အရတ္တမက်နဲ့မတူဘူးတဲ့စွန့်ရည်တတ္တိပုံမြင့်တယ်လို့ဒီလိုပြောကိလေသာပယ်တာတူတော်လဲအကျိုးကိုထုတ်လုပ်တဲ့နေရာမှာများပြားတယ်လို့ဒီလိုပြောဥပမာမဲ့ဆောင်းဝဲအောင်တဲ့အခါမှာနော်ဒီမပါတဲ့လူနဲ့ပါတဲ့လူလို့ပေါ့တခါဒီတစ်လုံးပဲပါတဲ့လူနှလုံးပါတဲ့လူသုံးလုံးပါတဲ့လူရှိသမျှဒီတွေအကုန်ရတဲ့လူမတူတဲ့လူပဲပေါ့မြတ်စွာဘုရားရတဲ့အရတ္တမက်ဟာရှိသမျှအရာခတ်သိမ်းခုံအရေးချင်းတွေပါတွဲဖက်ပြီးတော့ပါလာတာဖြစ်တော့ကြောင့်အနုတ္တရသမ္မာသမ္မောဓိလို့ဒီလိုခေါ်တာအဲ့ဒီအနုတ္တရသမ္မာသမ္မောဓိဉာဏ်ကိုဒီရတ္တမက်ကထုတ်လုပ်ပေးတယ်အဲ့ဒါဟာဗုဒ္ဓတို့ခေါ်ရခြင်းရဲ့အကြောင်းတရားပဲဒါကြောင့်မို့ဉာဏ်ဟာအဓိကပဲဉာဏ်ရအောင်စီးပူအထုတ်ကြရသော်ဘုရားရဲ့အဆုံးအမကိုလေးလာကြတဲ့ဘုရားကိုကြည်ညိုမိကိုအားထားကြတဲ့ဗုဒ္ဓဘာသာဝင်ဗုဒ္ဓတာဝကသူတော်စင်တွေတာဝိကာတွေအလုံးဟာဘာအဓိကလဲလို့ဆိုအသိဉာဏ်အဓိကပညုတ္တရာသဗ္ဗေဓမ္မာလို့ဆိုတဲ့အတိုင်းဓမ္မအလုံးထဲမှာပညာဟာအမြတ်ဆုံးပဲပညာမှာပဲလမ်းဆုံးတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေအသိပညာရဖို့ရအတွက်တရားဝေတွေကျင့်ပါတယ်တရားနာကြတယ်စာပေတွေလေ့လာကြတယ်ဘုရားဟောကြားတဲ့တရားဓမ္မတွေကိုသင်ယူကြတယ်သင်ကြားပို့ချကြတယ်မှတ်သားနာယူကြရတယ်အသိဉာဏ်တွေရရှိအောင်ကျင့်ကြံကြိုးကုပ်အထောက်ကြရတယ်ဉာဏ်ဟာဘုရားဘာသာမှာအဓိကပဲဖြစ်တယ်ပေါ့အသိဉာဏ်ရဖို့ဟာအရေးကြီးဆုံးဖြစ်တယ်ကမ္မထာအထုတ်တာဘာလို့တာတော့အသိဉာဏ်ရဖို့ပဲအသိဉာဏ်ရမှအသိဉာဏ်ကသာလင်ကိလေသာတွေကိုအကျွင့်မဲ့ဖယ်ရှားပြနိုင်တာဖြစ်တယ်ကြည့်လေတဏှာလဲနေတာဟာဘာကြောင့်လဲတာတော့လို့မေးလို့ရှိရင်အဝိဇ္ဇာပစ္စယသင်္ခါရလို့ဆိုပြီးတော့တဏှာလဲတဲ့ပဋိစ္စသမုပ္ပါဒ်မှာကြည့်လိုက်မယ်ဆိုရင်မသိတာဟာတဏှာရဲ့အစဖြစ်နေတယ်ပဋိစ္စသမုပ္ပါဒ်မှာအစထားပြီးတော့မြတ်စွာဘုရားဟောတာမသိတာမသိတော့လုံးပြီးလုံးရလုံးတယ်လုံးပြီးလုံးရလုံးတော့အကျိုးပေါ်တယ်အဲ့ဒီအကျိုးပေါ်ရာကနေပြီးတော့ထပ်ဆင့်ပြီးနော်ရုပ်တည်နာနေတိုးပွားလာတယ် sense organ တွေအာယုန်နဲ့ဆက်သွယ်မှုတွေများလာတယ်များလာတော့ခံစားမှုတွေရလာတယ်ခံစားတော့လိုချင်လာတယ်လိုချင်တော့ဆွဲလန်းလာတယ်ဆွဲလန်းလာတော့ရအောင်လုပ်ပြန်တယ်ရအောင်လုပ်တော့ရပြန်တယ်ဟောရတဲ့အခါကျတော့မဖြစ်ဘူးသာတိပစ္စယသရမရဏဆိုဒီသွားတာပဲအကုန်လုံးအဲ့တော့တန်တရားမှာမသိခြင်းကစဟောတန်တရားဝတ်ကလွတ်ရလွတ်ကြောင်းဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကြတော့ဘာကစထားတော့ဆိုသမ္မာဒိဋ္ဌိလို့ဆိုတဲ့အသိဉာဏ်ကစတယ်သမ္မာဆိုရမှန်မှန်ကန်ကန်ဒိဋ္ဌိမြင်တယ်အမှန်ကန်မြင်တယ်ဆိုတာသတ္တနာပြောအသိဉာဏ်ကိုပြောတာအဲ့ဒီအသိဉာဏ်အမှန်မြင်တဲ့အသိဉာဏ်ဟာတဏှာကထွက်ပေါက်ပဲ
အဲ့ဒီတမ္မာဒိဋ္ဌိအမြင့်ဆုံးအဆင့်ကိုရသွားပြီဆိုလို့ရှိရင်တော့အမြင့်ဆုံးအဆင့်ကိုရသွားပြီဆိုရင်အရဟတမေတမ္မာဒိဋ္ဌိဆိုတာရတာနဲ့ရတ္တဖို့ဆိုတာရအဲ့ဒီတမ္မာဒိဋ္ဌိတွေထဲမှာလည်းပဲထူးခြားတဲ့အနုတ္တရတမ္မာဒိဋ္ဌိလို့ပြောတယ်အသိဉာဏ်မျိုးရပြီဆိုရင်တမ္မာတမ္ဗောဓတမ္မာတမ္ဗုဒ္ဓကိုယ်ဉာဏ်ဖြင့်ကိုယ်ပိုင်ဉာဏ်ဖြင့်မမှန်ကန်ကန်သိတဲ့ဘုရားဆိုတဲ့အဆင့်ကိုရောက်တာဒါကြောင့်ဗုဒ္ဓဟုဝန်ခံခြင်းလို့ဆိုတဲ့နေရာမှာဘာကြောင့်ဝန်ခံနိုင်တာလဲဘာကြောင့်ဗုဒ္ဓလို့ပြောနိုင်တာလဲဆိုတော့ဟောဒီအချက်တွေဒီအချက်တွေကိုသိတဲ့အသိဉာဏ်အကျွမ်းကြံမရှိအောင်သိခြင်းပြီဆိုရင်အကျွမ်းကြံမရှိအလုံးကိုသိနိုင်စွာရှိတဲ့အသိဉာဏ်ရပြီလို့ဆိုလို့ရှိရင်ဒီအသိဉာဏ်ကြောင့်ဗုဒ္ဓဆိုတာဖြစ်လာတယ်လို့ဗုဒ္ဓလို့ဝန်ခံနိုင်စွာရှိလာတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဗုဒ္ဓဖြစ်ပြီဆိုရင်ဒီအတိုင်းအတာတစ်ခုဖြစ်ရဒီလိုအသိဉာဏ်လေးနဲ့ပြည့်စုံအောင်ဒီအသိဉာဏ်နဲ့ပြည့်စုံရင်ဗုဒ္ဓရဲ့လဲပဲဗုဒ္ဓရဲ့အတိုင်းအတာတစ်ခုပဲဒီတဲ့တစ်ဆင့်နှိမ့်သွားပြီပိစိကဗုဒ္ဓတွေကြတော့အာတယနုတယဉာဏ်တို့အိန္ဒြိယပရောပရိယတိဉာဏ်တွေတို့ဘာတွေတို့မရှိဘူးမရှိသည့်အတွက်ကြောင့်အောင်မြင်အောင်တရားမဟောနိုင်ဘူးဟောတော့ဟောတယ်မဟောဘူးတော့မဟုတ်ဘူးအောင်မြင်အောင်တစ်ဖက်သားကျွတ်ပြီးနားလည်အောင်မဟောနိုင်ဘူးရှင်သာရိပုတ္တရာရှမောက္ကလန်တို့ကြတော့တာဝကပါရမီဉာဏ်ရတယ်မြတ်စွာဘုရားစီကနီးခံပြီးတော့ကျွတ်တရားရအောင်ဟောနိုင်တယ်ပိစိကဗုဒ္ဓတွေကအကျွတ်တရားရအောင်မဟောနိုင်ဘူးဆိုတာနိလံပေးမဲ့ပုဂ္ဂိုလ်မရှိလို့ရှင်သာရိပုတ္တရာတို့တရားဟောတယ်ဆိုတာဘုရားတရားကိုယူဟောတာမဟုတ်ကိုယ်ပိုင်ဉာဏ်ဟောတာမဟုတ်ဘူးအေးဒါကြောင့်မို့ဘုရားဆိုတဲ့ပုဂ္ဂိုလ်မြတ်ရဲ့အရေးချင်းတွေဟာတခြားပုဂ္ဂိုလ်တွေပို့ပြီးတာလွန်တဲ့အသိဉာဏ်သာဖြစ်တယ်ထူးခြားတဲ့အသိဉာဏ်ဟာဘုရားကိုဝန်ခံခြင်းရဲ့အကြောင်းတရားဖြစ်ယုံမြမကဗုဒ္ဓရဲ့အရေးချင်းတစ်ခုပဲဒီအရေးချင်းကိုရပြီဆိုလို့ရှိရင်ဗုဒ္ဓလိုဝန်ခံပြောကြားနိုင်ခြင်းဖြစ်တယ်ဆိုတာကိုနာယူမှတ်သားကြဖို့ဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီလိုမေခွန်းမျိုးတွေနဲ့ဘယ်သူကဗုဒ္ဓလို့သတ်မှတ်တာလဲဗုဒ္ဓလို့ဖြစ်ဖို့သတ်မှတ်ချက်တွေဘယ်သူကလုပ်ပေးတာလဲဘယ်တိုင်းတာနဲ့ဗုဒ္ဓလို့ခေါ်နိုင်တာလဲဆိုတဲ့မေခွန်းမျိုးတွေဟာဟောဒီဓမ္မစကြာတို့အတ္တဒသုတ်တို့မှာအဖြေထုတ်လို့ရတယ်ဆိုတဲ့အကြောင်းနာယူမှတ်သားကြပြီးတော့ဘုရားမြတ်စွာရဲ့အဆုံးအမဩဝါဒအတိုင်းတို့တွေဟာလည်းအသိဉာဏ်ရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယံတုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ပြူပါဝေငွေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်
တဗ္ဗေတံကျွေးမဲ့ဥဒ္တုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ဤအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအိမြကျင်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း